ဒီနေ့ငါ့ရဲ့ပထမဆုံးရေးစားနဲ့ပြင်မှာဆောင်ရမယ့်နေ့လေးပဲဖြူနဲ့ຫນွယ်လဲငါနဲ့အဖော်လိုက်ပြီးမှပြောရဲရှင်နေခုံးလိုက်တာငါအလားဆုံးပြင်ဆင်သွားရမယ်မေနင်တို့ဘယ်နေရာမှာချိန်ထားရလဲ shopping mall ရဲ့ coffee sign တစ်ခုမှာချိန်ထားတယ်ငါကိုစင်နဲ့ရေးစားဖြစ်တာ3လကျော်ပြီဒါပထမဆုံးပြင်မှာချိန်မြစ်တာပဲဘာလို့လဲမသိဘူးငါအရန်စိတ်လှရှားနေတယ် ဒါနဲ့နေ့ရီစာအပြင်မှာရုပ်ဆိုးဆိုးကြီးဖြစ်နေရင်ဘယ်လိုလုပ်မလဲ နေရတော့နော်ငါတက်ဖို့မြင်မှုပါရဲ့ပြီးကိုစင်တက်ကလို့ကြောင်းတာဟဲ့ငါအလောက်တော့မအပါဘူး ခုတွေ့ရတော့မှာပဲဟာအဲ့စားငါတို့ကက်ခက်ကြည့်ကြတာပေါ့မလာသေးဘူးလားနင်းလို့က အာမှာပါသူငါ့ကိုစားပုတ်ထားရဲလာနေပြီတဲ့ရောက်တော့မှာငါရင်းနေရန်ခုံနေပြီ အမလေးဟဲ့ရီစာလေးတယောက်အခုမှစားထားပြီးတော့အကဲကြီးပို့လိုက်တာလွတ်ထားလိုက်ဒါမှသူလူကြီးဖြစ်လာမှာ ဟယ်လိုဆောင်းရတာကြာသွားလားမေ ကိုစင်လားမေကိုမှတ်မိရဲ့ပေါ့ မှတ်မိရပါဗျာပုံလေးခဏခဏမြင်မှုနေရဟုတ်အပြင်မှာမေရဲ့ပုံလုံး80ကောင်းနေရဲ့ ကိုစင်ကတော့အော်မေမိတ်ဆက်ပေးမယ်ဒါမေတငယ်ချင်းတွေလေဖြူဖြူနဲ့ຫນွယ်တဲ့ တွေ့ရတာဝမ်းသာပါရဲ့ဒါကျွန်တော်တငယ်ချင်းဆို ကိုစေးကရက်ရှည်နဲ့ပြင်မပိုကြည့်ကောင်းတာပဲမေနင်ကန်ကောင်းတာပေါ့ ဟာကျွန်တော်မှမေလို့80ကောင်းတဲ့ကောင်မလေးရဟာပုံကန်ကောင်းတာပါဒါနဲ့ကျွန်တော်မေနဲ့ညော်ထဲပြောတာစကားလေးရှိလို့ဒီနေ့ဗញ្ញံတွေကိုခဏခေါ်လာလို့ရမလား ရပါတယ်တော့ကြတာပေါ့ မေနင်စကားပြောပြီးအိမ်တန်းပြန်တော့တိတ်မကြစေနဲ့ ကျွန်တော်လိုက်ပို့ပေးပါမေလာသွားရအောင်စောမင်းဒီမှာဖြူနဲ့နေခဲ့လိုက် โอเคအဲ့ဒါဆိုငါဒီမှာပဲရှိမယ်လေ မေနဲ့ပထမဆုံးတွေ့ရလို့နှစ်ရက်ထဲအတူရှိနေလို့မေကိုဒီဘက်ခေါ်လာလိုက်တာမေရရဲရှိဖို့ကောင်းတာပဲနော် ကိုစင်ကတော့ တကယ်ကိုဒီလိုကောင်မလေးရတာအတိတ်ကံကောင်းတာပဲ ကိုစင်ကအပြင်မှာလဲရင်ခေါင်းအောင်ပြောတတ်တာပဲအဲ့စကားတွေနဲ့ကမလေးတွေအသေးကိုဘယ်လောက်တော့ခွဲခဲ့ပြီးပြီလဲ ဟာကိုရောမေနဲ့အဖြစ်မဆောင်ရတာအရင်ရှိမိသွားပြီမေရောကိုရှစ်လား ဖုန်းထဲမှာပြောရလေ မတူဘူးလေမေရဲ့အဖြစ်မတစ်ခါတော့ပြောလိုက်ပါလားနော် တခါပဲပြောမှနော်ဒီချာနာတာမိလဲကိုစင်ကိုချစ်တယ် ပျော်သွားပြီကွာမေကိုအိမ်နဲ့လိုက်လို့ပဲနော် ဟုတ်အိမ်ရောက်ပြီကိုစင်ကျေးဇူးနော်အိမ်ရှိထရောမဖို့နဲ့တော့အိမ်ရသူတွေမြင်စုခံရမှာ ရှိရရင်ကြီးကမေတို့အိမ်လား ဟုတ် မေရချမ်းသာတာပဲမေတို့အိမ်ကကောင်းလိုက်တာ အဖေနဲ့မိပိုင်တာပါမိသွားပြီနော်ပြီးမှစာပို့လိုက်မယ် ခုနေ့လေမေနဲ့ထပ်တွေ့ခြင်းသေးရဲ့မေရဲ့နောက်ပတ်ကြရင်လည်းကိုထပ်တွေ့ရအောင်လေနော်ကိုအိမ်ရောက်တာနဲ့စာပို့လိုက်မယ်ပြီးရင်မေနဲ့တွေ့ဖို့နေရလေကိုစီရင်ထားလိုက်မယ်နော် အဲ့ဆိုဝင်တော့မယ်နော်တထကိုစင်ကတိုက်ကြီးဆိုင်တတ်တာပဲရုပ်ကလည်းချွဲငါ့ကိုလည်းတကယ်ချစ်ရှာတယ် ကောင်မလေးရငွေလည်းရှိရဲ့ကြည့်ရဘာမှနားမလဲသေးရဲ့ပုံစံလေးဟန်ကန်ကောင်းတာပဲ ကိုစင်မင်းကိုဘာလို့ဒီကိုချိန်လိုက်တာလဲအခြားသူတွေမြင်သွားရင်ဒုက္ခပါပဲ မေနဲ့နေရောက်တဲ့အေးစိတ်တူရှိခြင်းလို့မင်းရလွေလည်းမမြင်အောင်လို့လေ ဒါပေမဲ့မေ့ထင်မကောင်းထင်လေတကူကူဖြစ်သွားရင်ဘယ်လိုလုပ်မလဲ မေရတော့ကွာကိုဖုန်းထဲမှာတခြားပြောပြထားရလေမေကိုဘာမှဖြစ်ပါဘူးလို့ကိုရှိပါရဲ့မေရဲ့ဟိုတယ်ရှိရောက်နေပဲဟုတ် အမကိုစင်မေကိုချစ်တယ်မလား ချစ်တာပေါ့ဗျာကိုရှိပါရဲ့မေရဲ့မစိုးရိမ်ပါနဲ့ တာကြီးမင်းခုတလောပတ်စံနေအရန်သုံးနေဘာလဲအိတ်ဖောင်းနေရလား မေပေးထားတာ အိုင်မင်းကလေးကငယ်သေးရဲ့နော်မင်းပြဿနာတက်နေအောင်မယ် ကြည့်ပါကွာငါတိပါရဲ့ချက်ဖို့အချိန်ယူနေရပါ အေးပါမင်းသိရင်ပြီးတာပါပဲ ငါတို့ပါစားကြမလဲတိဦးကြိတ်တာစားမေနေအောင်ပါစားမလဲ အဆင်ပြေရတာစား ဒါနဲ့မေနင်းကြည့်ရတာတခုခုဖြစ်နေတယ်လို့ပဲအစင်ရောပြေရဲ့လားပြီးတော့နင်အခုတလောအမတ်တွေအရင်နေနေနော်ဘာတွေဖြစ်နေရလဲ လွယ်တော့ကိုစင်နဲ့ငါ့ရဲ့ကိစ္စကိုပြောပြတယ်ကိုစင်ကလောငါ့ကိုရှောင်နေတယ်လို့ပဲဘာတွေဖြစ်နေလဲမသိ ဟဲ့နင့်ကငါပြောနေတာကြားရောကြားရဲ့လား ဘာမှဖြစ်ပါဘူးဒီပါရဲ့ဟာလာတော့ကြမယ်ကိုစင်ကလောမေကိုဘာလို့မဆက်သွယ်ရလဲ ဟမ်မေဘလို့ရောက်လာလဲ
ကိုစင်ဘေးရဘာတူလဲ မောင်အဲ့ကလေးမလေးကမတူလဲရင် မိတ်ဆက်ပေးမယ်မေဒါကိုယ့်ရဲ့ရည်စားကြည်ပြားတဲ့မိနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်မိလည်းသိမှာပါကိုနဲ့မိနဲ့ဇလန်ပြီးသွားပြီဆိုတာ ဟာမင်းကိုရှောင်းနေရအဲ့ဒါကြောင့်လားကိုစင် အေးဟုတ်တယ်နင်ပြန်လိုက်တော့ ငါဘာဆက်လို့ရတော့မလဲကိုစင်ကငါ့ကိုလည်းငဲ့ရပေါ့ငါကြောင်းလည်းမသွားချင်ဘူးဒီကိစ္စကိုအိမ်ဝင်လည်းမပြောရဘူးငါချင်းနေရလဲတမျိုးထင်သွားလိမ့်မယ်ငါချစ်ကိုယုံကြည်ခဲ့မိရမှားတာပဲငါဘာဆက်လို့တင်လဲ မေနင်ကြောင်းလာလို့ငါနေ့စီလိုက်လာတာနင်ဘာဖြစ်နေရလဲနင်မကောင်းလား နေရေငါတော့အမိုင်းမှားသွားပြီငါကိုစင်မယုံခဲ့တဲ့ဦးဟာငါဘာဆက်လို့ရတော့မလဲမသိတော့ တော်တော်အမြင်ကပ်စရာကောင်းတဲ့သူပဲဘာမှမဖြစ်ဘူးမေနင်နားမှာငါတို့ရှိရဲ့ငါကိုစစ်ပုံစံစတွေ့ရတဲ့ဘောကိုမကြောက်ပြီးတော့မေဒီကိစ္စနင်အမမမဟုတ်တာနင်ကြောင့်မဟုတ်ဘူးနင်ကသူ့ကိုယုံခဲ့မိလို့ဖြစ်သွားရတာလေအဲ့အတွက်ကြောင့်နင်စိတ်ထဲမချနဲ့တော့နော်နင်နားမှာငါရှိပြီမှာပါ ဟုတ်တယ်ငါမယုံခဲ့သေးဘူးခဏတာပျော်ရွှင်မှုမှာတာယာမိသွားလို့ငါမှားတော့ခဲ့တာဒီမားရီယာနဲ့ငါတင်ငန်းစာယူရမယ်ကျေးဇူးတော်